လေအိုးတွေနဲ့ခွက်တွေနဲ့ပြပေါက်တာငါတော့ထွက်တယ်ငါဟာလေအဲ့ဒါမလို့ဩဟိုဘက်ရက်ကွက်ခြံခွက်ကိုဆင်ရတော့ခိုင်းတာဒီနေ့မှဆင်ရတော့မတဲ့သူများယူသွားလိုက်မယ်ငါသွားလိုက်မယ်တန်းတယ်အဝုန်းလို့မနေနဲ့မင်းညီမငါ့ကိုပြဿနာရှာလိုက်မယ်မင်းကွာနေသမ်းမှာအဲ့ဒီကခဏမိတ်တာလေရောငါကကွင်းကြီးလို့ရတာဟမ်ရုပ်ကြီးဖေးဝိုင်းမင်းလုံးဝဘောစီကားလေးနေပြီးလာကြရဝါမင်းအဲ့ရုပ်ပတ်စံနေမှာပလူပြန်နေမင်းအခု20မလားအဲ့ဒီ20နဲ့ရင်းလိုက်တော့560တရားခဏလေးကိုကြည့်ပြန်ရောက်လာကန်လိုက်နေရောမလုံနဲ့ဒါကြီးကုံသွားငါဆင်ရမတဲ့ငါမင်းညီမငါတက်လိုက်မယ်မဟုတ်ဘူးမင်းကလည်းအဲ့ဒီကုံရိုက်နေတဲ့ကုံအကုန်လုံးကကွာမင်းကလည်းတနာတယ်အိုးမင်းကလည်းငါပြောပြီးသွားပြီကွာငါပတ်စံမရှိလို့ဒီတိုင်းပြန်လှည့်လာတာဘောစီတက်ကွာမင်းပတ်စံ100လောက်ကတော့အဲ့နာမှာအတာလေးပဲရှာလို့ရအချင်းလေးပဲအချင်းမင်းငါပြောပြီးသွားပြီဆိုတော့အဲ့ကောင်တွေအကုန်လုံးငါတနာတယ်လေလို့တကယ်လားဟိုတကယ်ပေါ့အေးငါလည်းအရင်နေနေတာငါပွားနေနေတာတကယ်လို့ပွားလို့မင်း560တရားလောက်မင်းညမမျက်နှာအဲ့လိုတိတ်ပေါက်အဲ့လိုပြပေါက်လို့ငါတမ်းမှာခြေမိုးပလိုက်ချင်တာနိုင်ဘွက်လောက်ပဲကွာတကယ်လားနိုင်ဘွက်လောက်ပဲတကူတော့ရှိတယ်ငါဝင်ဆိုင်ပါ3-4လဲတော့မဘာမှမပြောနဲ့မပြောအလုပ်တမမသိတော့မှာဟုတ်တယ်နော်သူအချင်းလေးမင်းကလည်းငါပြောပြီးသွားပြီကွာတနာတယ်လို့မင်းအလုပ်သမားလားနော်အလုပ်သမားမသိအောင်မစိုးလို့ကွာအဲ့ဆိုငါဘာမှမပြောဘူးဘာမှမပြောအသာလေးပဲအနောကနေနေငါကိုင်းတကယ်တော့ပေါက်တယ်နော်နိုင်ဘွက်လုံးနဲ့300လောက်ရရင်မင်းအဆင်မပြေဘူးလားမင်း300လောက်ရရင်မင်းကတော်ခွဲပြီးလိုက်မယ်ပြီးရောလာလိုက်ကငါပြီးငါယူရမယ်လေကဲကွာရောမင်းကလည်းငါရိုက်မဲ့ကိစ္စလားမင်းကဆိုရတော့လေမရိုက်တော့ဘူးစီတက်ရိုက်တော့ခါရင်းနေတယ်လုံးဝကြိတ်ဝဲမှာချင်တယ်အဲ့ဒီလုံးဝဖြစ်တော့ကြည့်တယ်ငါတို့ကစုပ်ပြီးစုပ်ပဲလက်ခံမင်းကလည်းငါပြောလိုက်ကိုရောက်တော့ဒီငါ့ကို3ခွဲ4ခွဲလောက်အသာလေးနေပြလိုက်ချင်ငါ့အလုပ်သမားမသိပြီးပေါက်တယ်နော်လာဖဲရတယ်ကွာဖဲရစီရဖြစ်မှာကြောက်စဉ်းစားကွာတော့ပြေးသွားပြီစဉ်းစားခက်တာကွာအောက်ရှိကုန်မဲဆိုတော့လိုက်လေကွာဟဲ့စီနီယာမန်စားရတိတ်မှန်တော့ညီလေးရာကြည့်လိုက်စီနီယာကဲ10သိန်းချလိုက်10သိန်းချလိုက်နော်ဒီနေ့ကတော့ငါနေပဲဒီဟာနေပဲတွားပြီဒီပါတော့အကုန်ဝိုင်းပြန်ပြီလားမွန်းရမယ်10သိန်းကျော်တော့ကုန်ပြီလေကွာရပိုတွေပြောနေလမ်းစိတ်မလုံဘူးရတော့တွေ့တယ်မင်းကလည်းလေကွာကိစ္စကတော့လမ်းစိတ်အဲ့ဒါတနာလို့ပေးတာအဲ့ဒါတနာလို့ပေးတာရှိဖို့တော့မရှိတင်ရလားမတင်ရရတယ်ဝေးပါတော့ဝေးအနေတော့10သိန်းချမှာနော်မင်းလည်းကွာထိန်ဝင်းကုန်နဲ့အိမ်ကိုဝင်ထိုင်မှာနော်နမိတ်ကမင်းကလည်းဘူးသွားတယ်မှာဘူးတွေသွားတယ်မှာလိုက်တော့လည်းထိုင်လိုက်တော့လည်းထိုင်ရပြီလေโอเคမဟုတ်လေဘယ်သူကရိုက်မှာလဲခင်ဗျ